ကလေးတို့မင်းတို့မှာ dream ရှိလားအိမ်မက်တွေအများကြီးရှိနေတယ်ဆိုရင်မင်းကတော်တော်ကောင်းနေပါပြီဒါပေမဲ့ပြဿနာက dream တွေအများကြီးရှိလာတဲ့အခါဘယ်ကစရမလဲမသိတော့ဘူးအဆုံးမှာဘာမှမစပြပဲဖြစ်တတ်တယ်အဲ့ဒီတော့ငါတို့ဒီနေ့လုပ်ရမယ့်အရာက dream တစ်ခုတည်းကိုပဲရွေးပြီးစမယ်အခု main dream တစ်ခုကိုရွေးမယ်ဆိုရင်ဒီအချက်၃ချက်ထဲကတစ်ခုကိုရွေးပါပထမအချက်ကတော့မင်းအရန်စိတ်ဝင်စားတဲ့အရာဒါမှမဟုတ်ရင်ဒုတိယအချက်ဖြစ်တဲ့မင်းရဲ့အတန်းမှာဒါမှမဟုတ်မင်းရဲ့ကျောင်းမှာအသုံးဝင်မယ့်အရာနောက်ဆုံးတတိယအချက်တစ်ခုဖြစ်တဲ့မင်းအခုစမယ်ဆိုရင်မင်းအတွက်အလွယ်ဆုံးဖြစ်မယ့်အရာအဲ့၃မျိုးတွေကတစ်ခုကိုရွေးလိုက်ပါရွေးပြီးရင်တိုက်တယ်ပေးမယ်တိုက်တယ်ပေးတာကအရေးကြီးဆုံးပဲတိုက်တယ်မရှိရင်ဂိုးကမရှင်းဘူးပြင်းလာတယ်တိုက်တယ်ရှိရင်တော့ brain ကဒါကငါရဲ့ mission ပဲလို့ခံစားသွားရပြီးတော့လိုချင်စိတ်ကအလိုလိုတက်လာတယ်ဒါကြောင့်ဒီချက်စုကတိုက်တဲ့ example လေးတွေပေးမယ် confident English speaker ဒါမှမဟုတ်ရင် mini coder ပကြီးဝါသနာပါတဲ့လူဆိုရင် art creator ဒီလို title ပေးလိုက်တာနဲ့မင်းဘဝ direction ကတဖြည်းဖြည်းပြောင်းလာမယ်အခုတန်းလို့မယ်မင်းရဲ့ notebook စာအုပ်ထဲမှာဒီလိုရေးရမယ် my 30-day dream title ပြီးရင်အောက်ကနေနောက်တစ်ကြောင်းထည့်ရေး I choose this because ဆိုပြီးတော့တခါရဲ write it now အခုချက်ချင်းချရေးလိုက်ပါနောက်ဗီဒီယိုမှာတော့ဒီ dream title ကို smart goal အဖြစ်နဲ့တိတိကျကျလုပ်မယ် follow လုပ်ထားနော်ဒီချက်စုပါ AMN International School ရဲ့ MD ပါအားလုံးကိုကျေးဇူးတင်ပါတယ်